ပွပွလေးလေးပြောရင်တော့အများစုကကျွန်မတို့တားကြတာပေါ့နော်ဒီတဘာဝအရင်ဆန်တဲ့ acting ကိုမြန်မာပြည်မှာကြည့်တတ်ပါမလားလက်ခံပါမလားဒါထိုးဖောက်ရတာပြောင်းလဲရတာဆိုတော့ပွပွလေးလေးပြောရင်လွန်ခဲ့သော2ပတ်အထိကကျွန်မရဲ့စိုးရိမ်စိတ်အကြီးဆုံးကအဲ့ဒါပဲကျွန်မရဲ့ရုပ်ရှင်ကိုစိတ်ပူတာကကျွန်မမင်းသားတွေရဲ့ဒီမျက်လုံးလေးပပလေးဖက်ခက်တဲ့လှုပ်ရလိုက်တာကိုကြည့်တတ်ပါမလားဘာဖြစ်လို့ဆိုတော့နေချာကြီးလေးတစ်ချက်စားလိုက်တာနဲ့ဟိုကမင်းသားတစ်ချက်ပဲပေးသွားတာဆိုတော့အဲ့ဟာကိုကြည့်တတ်ပါမလားပေါ့နော်တဘာဝမှာလည်းကျမတို့အခုစကားပြောနေရင်လည်းမျက်လုံးတောင်းတစ်ချက်ကင်ကျမတို့တစ်ခုကျွေးလိုက်တာရှိတတ်တယ်လေဒီတရုတ်ဆောင်ကောင်းတယ်ဆိုတာဘာလဲကျောင်းရှင်အမအခုကိုယ့် item ကိုမဘယ်တော့မှလည်းမကြိုက်ဘူး over acting တွေဖြစ်တယ်မသိရလိုရာတွေရှိမယ်အဲ့ရအမကိုဒီနေ့တည်းထိကောင်းတယ်လို့ဘယ်တော့မှမထင်ဘူးတရုတ်ဆောင်ကောင်းတယ်ဆိုတာဘာလဲရုပ်ဆိုးအောင်ပြင်ဆင်ပြီးတရုတ်ဆောင်နိုင်တာလားသွေးထွက်တန်ယိုဖြစ်အောင်တရုတ်ဆောင်နိုင်တာလားဒါမှမဟုတ်ရင်ရှေးဟောင်းပုံစံဝတ်စားရှင်မှုလားဒါမှမဟုတ်ရင်လှလှပပငိုကြွေးတွေးတောတရုတ်ဆောင်တတ်တာလားဒါမှမဟုတ်ရင်စပင်းတွေကိုပြောင်းလဲပြီးတော့အော်ဟစ်တရုတ်ဆောင်တတ်တာလားဆိုတော့တရုတ်ဆောင်ကောင်းတယ်ဆိုတာဘာလဲလို့မင်းတချို့လူတွေကဒီလူကတော့တရုတ်ဆောင်ကောင်းတာဆိုတော့စကားလုံးနဲ့အဖြေတွေလည်းရှိနိုင်ပါတယ်ဒီနေ့ဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့တရုတ်ဆောင်ကောင်းတယ်ဆိုတာနဲ့တရုတ်ဆောင်ပညာဆိုတဲ့ဟာကိုမြန်မာနိုင်ငံအတွက်တော်လှန်ရေးတစ်ခုဖြစ်ခဲ့တဲ့အခြေအနေတဲကခရစ်စတီနာခီဒါရိုက်တာဆန်ခီဆိုတဲ့မင်းသားတို့ရဲ့လှုပ်ရှားမှုတွေနဲ့ဖြစ်ပေါ်လာခဲ့မှုတွေကနဲ့တဆင့်လေ့လာကြည့်လိုက်ရအောင်။ဘာတတိရှိချပြရလဲ။ဟိုကလေစိန်ခေါ်မှုရလို့တော့တိတ်တော့မရှိဘူးဒါပေမဲ့ villain ဆိုရဲအယူဆကိုအမြဲမြန်မာကားမှာတွေ့နေရတဲ့ villain ဆိုရဲအယူဆကိုတိတ်သဘောမတွေ့ဘူးဒါအမှန်တိုင်းပြောရင်ပုံတင်နည်းရဆက်နေပေါ့နော်လူဆိုးသည်ရုပ်ဆိုးအောင်ပဲဖြစ်ဖြစ်မျက်နှာမဲ့ရွယ်ထားတာပဲဖြစ်တစ်ခုခုဖြစ်နေရမယ်နောက်ပြီးတော့လူဆိုးသည်လူဆိုးရုပ်ထွက်ရမယ်လူဆိုးသည်ဒီလိုအဝတ်စားတွေဒီလိုမျိုးလုပ်တယ်ကိုယ်နေစားမယ်ဆိတ်လိုက်တွေတောက်တယ်ဒီလိုလူမျိုးသည်လူဆိုးလို့သတ်မှတ်တဲ့ဒီ nature ကိုလည်းဖျောက်ပစ်ချင်တယ်ပေါ့နော်တကယ်တော့လူဆိုးသည်လူဆိုးပဲဖြစ်ဖြစ်လူကောင်ပဲဖြစ်ဖြစ်တာမန်အားဖြင့်သူ့ရဲ့ဖက်ခနဲ့စက္ကန့်မှာသွားကြည့်ရင်သူတို့ nature ကလည်းကောင်းနေတဲ့အပိုင်းလေးလည်းတွေ့ရနိုင်တယ်ပေါ့နော်ဆိုတော့ကိုကဒီဟာကိုစိန်ခေါ်မှုတစ်ရက်လို့မမြင်ဘူးကိုမြင်တဲ့အယူဆကကြတော့လူကောင်းတဲ့လူဆိုးရဲ့ရုပ်ကချောပြီးစိုးတဲ့လူတွေအများကြီးပါချောပြီးတော့တန့်ပြန့်နေပြီးတော့စိတ်ထားမကောင်းတဲ့လူတွေလည်းကဘာပေါ်မှာအများကြီးရှိတယ်လေမြန်မာနိုင်ငံရဲ့ရုပ်ရှင်တရုတ်ဆောင်ပညာနဲ့ပတ်သက်တဲ့ပုံသေးနည်းကတော့အော်ဟစ်တာတွေမဲ့ရွဲ့တာတွေပိုတာသွားထားတဲ့ပုံစံတွေကိုပဲမြန်မာပရိသတ်တွေကအသားကျလေးရှိပါတယ်မင်းသား2ယောက်ပြိုင်အော်မယ်တို့မင်းသမီးကအော်ဟစ်ပြီးတော့မင်းသားကိုလိုက်မယ်လို့မင်းသားကလည်းမျက်ရည်နှာရည်ထွက်ပြီးတော့မှတရုတ်ဆောင်မယ်တို့မင်းသမီးကအန်အောတုံလှုပ်မှုတွေနဲ့အတူရှိနေမယ်ဆိုတာတွေကကျွန်တော်မြန်မာနိုင်ငံအတွက်တရုတ်ဆောင်ကောင်းတယ်လို့တတ်မှတ်ကြတဲ့အနေအထားတစ်ခုလို့တော့အရင်ဆုံးသုံးသပ်မိပါတယ် acting တွေပေါ့ acting တွေပေါ့နော်အဲ့ဒါပြောရရင်တော့ဟိုဇန်ခီတို့ဟုတ်လားခီမောင်နန်ကနေသူက acting coach တွေခေါ်လာတယ်နိုင်ငံတကာကမြန်မာ actor တွေကို acting coach ပေးတယ်အဲ့ဒီခါမှာအကြမ်းမြင်လေးလာကြည့်တဲ့အခါကျတော့ဆို minus တွေပေါ့တနည်းအားဖြင့် realism ရအောင်ပေါ့ဒုဗမာနည်းနည်းကျွန်းတာပေါ့နည်းနည်းဗမာ over ကြိုက်တာပေါ့လူမျိုးကလည်း over ကြိုက်တယ်တရုတ်ဆောင်တဲ့လူတွေကလည်း over ပဲလုပ်ကြတယ်အဲ့တော့ဒါနဲ့အသားကျနေတာပေါ့အဲ့ဒီမှာခုနကခီမောင်နန်ကအဲ့ဒါဒီအကျွန်း item တွေကိုဖယ်လိုက်ပြီးတော့နော် realism item ဘက်ကိုလူတာပေါ့အဲ့ဒီအပြောင်းလဲကအခုဒီတို့မြန်မာရုပ်ရှင်လောကကိုတော်တော်လေးရောက်သွားတယ်ဝမ်းသာစရာလည်းကောင်းပါတယ်ဘာလို့ဆိုတော့ international ဖြစ်တယ်လေဒီနေ့ထက်မှာခရစ်စတီနာခီရိုခံယူထားတဲ့တရုတ်ဆောင်ချင်းဆိုရက် realism ဘက်သွားတဲ့လက်တွေ့ဘဝနဲ့အနည်းဆက်ဆုံးပို့တူတဲ့အရာတွေကိုသူတို့ဘယ်လိုသုံးသပ်လက်ခံထားသလဲ
အဲ့ဒီလိုမတူညီတဲ့တရုပ်ဆောင်ပြချက်တွေကိုသုံးသပ်ကြည့်လိုက်မှဆိုရင်တော့ဥပမာအနေနဲ့ဆိုရင်မိဘဖြစ်သူဆုံးရှုံးလိုက်ရတဲ့မိဘဖြစ်သူထောင်ကြတယ်ဆုံးရှုံးလိုက်ရတယ်ဒီလိုအနေထားမျိုးနဲ့စိတ်တန်ရရတဲ့အမျိုးသမီးတစ်ယောက်ဆိုတာက Driver Wine ရဲ့ရိုက်ကူးမှုအနေနဲ့ပရိသတ်တွေအားပေးတဲ့ကြိတ်ကြိတ်တိုးအားပေးတဲ့တရုပ်ဆောင်ချက်အနေနဲ့ဆိုရင်တော့ဒါဆွဲဖို့လည်းဝင်မလေးဘူး။အော်ဟစ်မယ်မဲရွဲ့မယ်နာကျင်ခံစားမယ်အော်ဟစ်ဆဲဆိုရန်ဖြစ်ဖို့အတွက်ကိုဝင်မလေးတဲ့အမျိုးသမီးငယ်ဖြစ်နေတွေ့ရှိရမှာဖြစ်ပြီးတော့ Driver Christina Kiro ရိုက်ကူးတဲ့အနေအထားမျိုးနဲ့ကြည့်ရင်တော့တခါတလေလောက်မှသာစိတ်လွတ်ကိုလွတ်တန်တရားစိတ်ဝင်ခဲ့မိတဲ့တရုပ်ဆောင်မှုမျိုးနဲ့တွေးတောဆင်ခြင်သုံးသပ်အဖြေရှာတဲ့အမျိုးသမီးဖြစ်နေတော့တစ်ဖက်မှာတွေ့ရမှာဖြစ်ပါတယ်။နောက်ထပ်ဥပမာတစ်ခုအနေနဲ့ငယ်စဉ်ကလေးကပေါ်အောင်ဖြည့်ဆည်းခံလိုက်ရတဲ့စိတ်တန်ရာရအမျိုးသမီးတစ်ယောက်အနေနဲ့ဆိုရင်ရွှေကြာဆိုတဲ့မင်္ဂလေးပုံစံမျိုးနဲ့ကိုယ်တိုင်လည်းအဲ့ဒီပေါ်မှာနေမွန်းနေသလိုဒီကြားထဲမှာနောင်လာနောင်သားတွေကိုဆရာကြီးလုပ်ပြီးတော့မှကဲတင်နိုင်ဆွင့်ရှိတဲ့စွန်းဆောင်ရည်မြင်မာတဲ့အမျိုးသမီးအနေနဲ့တွေးရှိရမှာဖြစ်ပြီးတော့ဂျန်နဲ့တစ်ဖက်မှာတော့မီဆိုတဲ့ဆက်ရုပ်ပုံစံမျိုးကအမျိုးသမီးကကြတော့သူများကိုကဲတင်ဖို့နေနေတာသာကိုရိုင်းဒီဘဝအထဲမှာနှိမ့်မြုပ်ပြီးကိုရိုင်းကိုစိတ်တန်ရာတွေနဲ့လွတ်မြောက်ဖို့ခက်ခဲနေတဲ့ခန္ဓာကိုယ်အလှပအသုံးချတဲ့ခက်ရဲရဲ့အမျိုးသမီးအနေနဲ့တွေ့ရမှာဖြစ်ပါတယ်အရေးကြီးဆုံးအချက်ကအဲ့ဒီမလုတ်တက်လို့အဲ့ဒီမလုတ်တဲ့ပုံစံဖြစ်နေတာနဲ့အဲ့ဒီကိုတကယ်လုတ်တက်ရတာနဲ့အဲ့ဒီမလုတ်ပဲဖြစ်တာအဲ့ဒါမတူအဲ့ဒါအရေးကြီးဆုံးပဲလို့ရှင်းတယ်တချို့ကမလုတ်ကိုမလုတ်တက်လို့ယော့နေတာဟိုတချို့ကလုတ်တက်တယ်လုတ်တက်ရတာနဲ့အဲ့ဒီမလုတ်တဲ့အဲ့ဒီဖြစ်အောင်ကြိုးစားတာအဲ့ဒါတို့ဟိုလုံသွားတဲ့ဦးထုံးဝေကြီးပြောဦးတယ်ဦးဝင်းဖေရမေးတယ်ဟာလေးလေးလို့ခေါ်ကြတာဦးထုံးဝေလေးကတဘာဝမင်းသားကြီးလို့ပြောတယ်လေးကြည့်ရတာဘာအိုက်ဒီမှမလုပ်တော့ဘူးလေဆိုဦးထုံးဝေကချက်ချင်းပြန်ပြောတယ်ဟာဟိုမီနော်အဲ့လိုအိုက်ဒီမလုပ်တဲ့အိုက်ဒီဖြစ်အောင်ချုပ်တော်တော်လေးချင်းရတာတော်တော်ကိုကြိုးစားရတာလို့သူကပြောဦးတယ်ဟိုအိုက်ပရိသတ်အကြိုက်ဆိုပြီးတော့ပြောတဲ့အခါကျရင်ဘယ်လိုရှိလဲဆိုတော့တကယ်တော့ over acting ကိုဟန်ကိုဖို့ဆန္ဒရှိတိုင်းထုတ်ဖော်တာမျိုးမဟုတ်ဘဲနဲ့စင်ချင်ဉာဏ်တွေရှိမယ်မြို့သိမ့်မှုတွေရှိမယ်သုံးသပ်မှုတွေရှိတယ်ဆိုတော့အနေထားဟာအပြင်မှာလည်းဒီတိုင်းပဲရှိနေပါတယ်ဥပမာပြောရရင်လူတန်းစားတစ်ရက်အနေနဲ့အောက်ခြေလူတန်းစားလို့ပြောရမယ်စီးပွားရေးရရောပညာရေးရရောတာမန်အားဖြင့်စင်ချင်မှုတွေသုံးသပ်မှုတွေထိန်းချုပ်မှုတွေကင်းမဲ့နေတဲ့လူတန်းစားအတွက်ကတော့ဘယ်ဟာမဆိုရင်ခံစားချက်ရှိတဲ့အတိုင်းဖွင့်ထုတ်လိုက်မယ်။အော်ဟစ်လိုက်မယ်။ရန်ဖြစ်လိုက်မယ်ဆိုတဲ့ဟာမျိုးဖက်ပို့သွားပြီးတော့တကယ်ဆင်းရဲတဲ့ငွေကြီးရဆင်းရဲရတဲ့အတိုင်းဝိုင်းထဲမှာရှိနေပေမဲ့လည်းဒီလိုမျိုးလင်မာရင်ကျေးမှုတွေးတောဆင်ခြင်မှုဆိုတာပြည့်နေနေတဲ့လူအတိုင်းဝိုင်းမှာတော့ဆင်ခြင်မှုတွေသုံးသပ်မှုတွေတွေးတောမှုတွေတွေးမှုတွေရှိနေတဲ့အပြုမှုမျိုးကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဒီနှစ်ခုပေါ်မူတည်ပြီးတော့ကိုကဂျန်နဲ့သေုပ်ဆောင်ကိုမြင်တဲ့အခါကျရင်ခံစားနားလည်ဖို့ဆိုတာကိုယ်တိုင်ကရောဘယ်လိုတွေးတောတတ်တယ်လဲဘယ်လိုဆင်ခြင်တတ်တယ်လဲဆိုတော့အရေးပါမှုကလည်းရှိမယ်လို့ကျွန်တော်ထင်ပါတယ်။ဒါကြောင့်မလို့တာမန်အားဖြင့်ပုံစံနှမျိုးလုံးကိုနားလည်ခံစားနိုင်ဆိုရင်ရှိမဲ့ပရိသတ်တွေရှိမှာဖြစ်တယ်လို့ဂျန်နဲ့တစ်ဖက်မှာလည်းပရိသတ်နှစ်ခုကွဲတယ်ဆိုတာကတကယ်လက်တွေ့ဘဝထဲမှာရှိတဲ့ပညာရေးအခြေအနေလူမှုရေးအခြေအနေလူယဉ်ကျေးမှုအခြေအနေတွေကိုလည်းထင်ဟပ်နေတယ်လို့ကျွန်တော်ကတော့သုံးသပ်မိပါတယ်ဒီပုံစံလေးဘယ်လိုလဲရှိလဲမှန်တိုင်းပြောရင်သိချင်တာလေးပဲရှိတယ်မတို့အမြဲပြောတဲ့လမ်းကြောင်းပေါ့ဘယ်လမ်းကြောင်းကိုမိမောင်းထိုးပြမှာလဲအမဒါရိုက်တာဆိုတော့ဒါရိုက်တာစုအမဒါလောက်စိတ်မဝင်စားဘူးမှန်တိုင်းပြောရင် actor တွေကိုဘယ်သူ့ကိုပေးမှာလဲဆိုတော့တော်တော်စိတ်ဝင်စားတယ်ဘာဖြစ်လို့လဲဆိုတော့မတို့ရှိမှာဒါပရိသတ်ကလည်းနှစ်ခုကွဲသွားပြီနှစ်မျိုးတရုပ်ဆောင်ကလည်းနှစ်မျိုးနှစ်နည်းဖြစ်သွားပြီအဲ့ဒီခါကျတော့အမတို့အခုလုပ်နေတဲ့တရုပ်ဆောင်ကိုပဲဒီ Academy Board တွေကရွေးချယ်မှာလားဒါမှမဟုတ်လို့ရှင်တစ်ဖက်နီးနဲ့လုပ်နေတဲ့ဟာကိုရွေးချယ်မှာလားအဲ့ခါကျလို့ရှင်အမရဲ့အမှုပညာအလုပ်ကတော်တော်ခက်ခဲဖြစ်သွားနိုင်တယ်ဆိုတော့အမနည်းနည်းတော့ဟို
စိုးရိမ်တယ်ပေါ့နော် သူတို့ကဟို IT လုပ်နေတာမဟုတ်တော့ဘူးပေါ့လေဟိုအဲ့ဒီမှာအရေးကြီးဆုံးအချက်က IT မလုပ်တတ်လို့ IT မလုပ်တဲ့ပုံစံဖြစ်နေတာနဲ့ IT ကိုတကယ်လုပ်တတ်ရတာနဲ့ IT မလုပ်ဘဲဖြစ်တာအဲ့ဒါမတူဘူး နောက်ထပ်တစ်ခုကတိတာမြင်သာဇလန်းပုံစံ over ဖော်ပြချက်တွေမဟုတ်တဲ့တရုပ်ဆောင်မှုတွေဟာတစ်ခါကြည့်ရုံတင်မကပဲနဲ့နှစ်ခါကြည့်ဖို့သုံးခါကြည့်ဖို့ပြန်လဲတွေးတောသုံးသပ်ဖို့ဆိုတာကလည်းလူတန်းစားအတိုင်းအတွက်ပတ်စံတွေပေါ်နေတဲ့သူတွေအတွက်အခွင့်ထူးခံလုပ်ငန်းပဲဖြစ်ပါတယ်ရုပ်ရှင်တကားကြည့်ရဖို့တစ်ခါကြည့်ရဖို့အတွက်ကိုငွေကြေးတွေစိုက်ထုတ်ရတဲ့သူတွေပြီးတော့နှစ်ခါသုံးခါကြည့်ဖို့အတွက်အဆင်မပြေတဲ့သူတွေခုနပြောတဲ့အခြေခံခံစားမှုဟာကလေးကကိုယ်နဲ့မဆိုင်တဲ့ဟာတွေတွေးတောခံစားဖို့အခြေအနေမပေးတဲ့သူတွေတော့ကတော့ဒီလိုရုပ်ရှင်ဇာတ်ကားတွေတိတာတဲ့ဖော်ပြချက်တွေမပါတဲ့ရုပ်ရှင်ဇာတ်ကားတွေကသူတို့တော့ကတော့ယတ္တမရှိတာဟာလဲထူးခြားတဲ့ထူးဆန်းတဲ့ကိစ္စတော့လည်းမဟုတ်ပါဘူး ပထမတစ်ချိန်ကြည့်လိုက်တဲ့အချိန်မှာသူတို့ရဲ့ acting တွေက minus ဖြစ်နေတယ်လုံးနေသလိုပဲအဲ့တော့တာမန်ရိုးရိုးကြည့်နေကြမျက်မှောက်မျက်လုံးနဲ့ကြည့်ရင်လို့တယ်ဒါပေမဲ့ဒုတိယချိန်ကြည့်လိုက်တဲ့အချိန်မှာじゃဘာပြောအောင်ဆိုခုနက over လုပ်တဲ့လူတွေကကျွနေပြီးတော့သူတို့ကမှန်းနေတယ်အဲ့လို ဒီတော့ကျွန်တော်တို့တွေရုပ်ရှင်ကားကြီးတွေကိုမခန်းစားနိုင်တာနားမလဲတာတွေရှိလာတဲ့ခါကျရင်ကိုကိုရိုင်းလည်းဒါကိုသုံးသပ်ဖို့အတွက်အားထားရမှာဖြစ်တယ်လို့နားမလဲနိုင်တဲ့သူတွေမကြိုက်နိုင်တဲ့သူတွေကိုလည်း brain level ညံ့လို့ brain level မြင့်လို့ဆိုပြီးနှိမ့်ချပြောဆိုနေတာဟာကလည်းအဖြေမဟုတ်ပါဘူးဆိုတော့ဘက်ပေါင်းစုံကလည်းကျွန်တော်တို့တွေကြည့်ရှုခန်းစားနိုင်ဖို့အတွက်ကတော့ရှေ့ဆက်လှုပ်ဆောင်သွားရမယ့်အရာပဲဖြစ်ပါတယ်ဘဲကကောင်းတယ်လဲ over acting ကောင်းသလားဘောကကောင်းသလားကိုယ့်ကိုဆုံးဖြတ်လို့ရတယ် ကောင်းတာမကောင်းတာပြေးသက်ကပြောပါလိမ့်မယ်မှန်တာမမှန်တာကို့အလုပ်ပါเนาะအဲ့ဒါကြောင့်ကိုကအမှားအမှန်ပဲသိအောင်ကြိုးစားပါသူတို့လည်းနှမျိုးတယ်သူတို့ကလေလမ်းကိုဖောက်တဲ့မနေ့ကခရစ်စတီနာကိုပို့သဘောကျတယ်နော်ခရစ်စတီနာမိတ်ကလေးဖြစ်မဲ့အတန်ကိုပြေးပါတယ်ရိုက်ချက်ကလေးလည်းအတန်တော်ပါတယ်သူတို့အရွယ်ငယ်ပါသေးတယ်လမ်းကြောင်းကြီးကိုသူတို့ဖောက်တွေ့တယ်သူတို့လမ်းကြောင်းမှာသူရှောက်လို့အချိန်မင်းယူနိုင်ပါသေးတယ်မမတို့အဲ့လိုယုံကြည်တယ်ဒီကနေလည်းသူတို့ကြားမလို့ရှိရင်လည်းဟိုအားပေးပါတယ်ဘာဖြစ်သူတို့လမ်းဖောက်တဲ့လမ်းကြောင်းမှာသူတို့ရှောက်ဖို့အတွက်လမ်းကြီးသူတို့ရသွားပြီတကယ်လမ်းကောင်းကြီးကိုသူတို့ရသွားပြီအချိန်မရွေးသူတို့ယူရပါတယ်အဲ့အတွက်မမတို့တည်းနဲ့အားပေးပါတယ်